ယနေ့ချစ်စွမ်းတာဇက်ဝင်ဖွဲ့ကြီးကိုလာရောက်အားပေးနေကြတဲ့ပြည်သက်တွေကိုဒီကနေ့မှာဖြင့်မိတ်ဆက်ပေးခြင်းနဲ့အထူးဧည့်သည်တယောက်ရှိပါတယ်ခင်ဗျာအဲ့ဒီအထူးဧည့်သည်တော်ကြီးကတော့ရှမ်းပြည်နယ်ဘယ်အပိုင်းမှာနေတာလဲမသိဘူးဗျအဲ့ဒီရှမ်းတိုင်းရင်းသားကြီးမျက်လက်ဆရာကြီးကနေပြီးတော့ချစ်စွမ်းတာလေးကိုကိုညီတဲ့အနေနဲ့သူလည်းမျက်လက်လေးတစ်ခွက်နှစ်ခွက်လောက်ပြချင်ပါတယ်တဲ့အဲ့အတွက်ကျွန်တော်ဖိတ်ခေါ်ပြစီရှမ်းမျက်လက်ဆရာကြီးကြွပါခင်ဗျာရှမ်းနဲ့မှာတော့အမဲဆုံးပဲဟေးကဲရှမ်းပေါ်ကြဝါရှာဝါရှာဆိုတာကရှမ်းတိုင်းရင်းသားကြီးကမိတ်ဆက်တာပါအားလုံးပဲမင်္ဂလာပါတဲ့ဟုတ်ပါသလားခင်ဗျာဖန်ခင်ဘာကြီးလဲဖန်ခင်ဆိုတာဟုတ်တယ်ဝါရှာဒီလိုပါသူအခုတစ်ခေါက်ဝါရှာဆိုတာကခုနတစ်ခေါက်နဲ့မတူတော့ပါဘူးခင်ဗျာကျွန်တော်ဗမာလိုပဲပြောတော့မယ်ဟုတ်ကဲ့ကျွန်တော်လိုချမ်းဘာသာစကားတက်တဲ့ပုဂ္ဂိုလ်များအောက်မှာဖာကောင်းပါလိမ့်မယ်3-4ယောက်လောက်ပါပါတယ်တဲ့အခုလှုပ်ရှားနေတော့ပါကောင်းပါလိမ့်မယ်ပါကောင်းပါလိမ့်မယ်ကျွန်းတော်တော့မရှိတော့ဘူးကြံငင်းနေဖြစ်ကုန်ပြီတဲ့ခုံရောင်လို့ကျွန်းတော်တို့ကျွန်တော်တို့ချမ်းပြည်နယ်ကဲချမ်းလည်းစောင်းသားခြုံထားလိုက်တော့ချမ်းပြည်နယ်ရှမ်းပြည်နယ်တောင်ဟာကျွန်တော်အဲ့လိုဖြစ်နေတယ်တိုတိုလေးနဲ့တောင်မြတ်ပါပြီတိုတိုလေးနဲ့တောင်တိုတဲ့တောင်တောင်မှာနေတဲ့ရှမ်းချမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်ရောစောဘကရှမ်းလူမျိုးတွေနဲ့ဟုတ်ကဲ့ပေါင်းဖက်ပြီးတော့ဟုတ်ကဲ့သွေးချင်းနီနဲ့ရှမ်းကြီးကဘာမှလို့သိမပြောတတ်ဘူးနော်သိမပြောတတ်ဘူးဗျရှမ်းမဲချိတ်ဆိုတာကျွန်တော်ပါရှမ်းကချိတ်ပေါ့ကျွန်တော်မျက်လက်ပညာကိုနှစ်ပေါင်းများစွာလေ့လာခဲ့ပါတယ်ဟုတ်ကဲ့ပါအလုံးကြားဘူးမှာပေါ့ပန္နဝဆိုတာကျွန်တော်အဖိုးပါအော်လားပန္နဝရဲ့မြီးခမရကပန္နပိန် AIDS ပြလို့ပန္နဝရဲ့တပည့်ပန္နပိန်လို့ရှိဝါရှာဟာအဲ့တော့ကျွန်တော်မျက်လက်ပညာပရိသတ်ကြီးကိုချစ်စွမ်းတာအဖွဲနဲ့တွဲပြီးတော့နည်းနည်းလောက်ပြဟုတ်ကဲ့ခင်ဗျာကျွန်တော်ဘလောက်အထိကျွမ်းကျင်လဲဆိုတာအားလုံးမြင်ရမှာပါဟုတ်ကဲ့ပါခင်ဗျာအားလုံးသေချာကြည့်ပါကျွန်တော်ညာဘလက်ထဲမှာဘာရှိလဲဘာမှမရှိပါဘူးခင်ဗျာဘာရှိပါတယ်လဲဘာမရှိဘူးသေချာကြည့်ပါမျက်လက်ဆိုတာလှည့်စားခြင်းအတတ်ပညာပါဟုတ်ကဲ့ပါလိန်ညာခြင်းမဟုတ်ပါဘူးကျွန်တော်လက်ထဲမှာဘာရှိလဲဘာမှမရှိပါဘူးဘာမှမရှိတော့ဟောဒီမှာကြည့်ကျွန်တော်တစ်ချောင်းချင်းစုပ်လိုက်ပြီဟဲပရိသတ်တွေမျက်လက်ဆရာကြီးကိုဒိန်းအောင်တစ်ချောင်းချင်းစုပ်နေပြီအားလုံးတန်းစီထားပါအရင်လောက်တဲ့လူကိုဦးစားပေးမယ်ဟုတ်ကျွန်တော်ရင်ဆုံးရောက်တာနော်တစ်ချောင်းချင်းစုပ်နေတေချာကြည့်ပါဗျာမျက်လက်ဆရာကြီးကြည့်ရခဲ့တယ်ကျွန်တော်လက်ထဲမှာဘာရှိနေကြည့်ဘာမှမရှိငါဘယ်တော့သေပေးရမှာလဲလမဘေးဘာမှမရှိပါဘူးဘာမှမရှိပါဘူးဟုတ်ကဲ့တေချာကြည့်ပါမျက်တောင်မခတ်ပါနဲ့ဘာမှမရှိတော့ဘာမှမရှိတော့တေချာကြည့်ဟေးဘာမှမရှိတော့အဲ့ဒီလိုဖွင့်လိုက်ပါဗလာပါပဲဟဲအော်ဘာမှမရှိပါဘူးအော်နေဘာမှမရှိတော့ကိုဘာမှမလုပ်ရင်ဗလာပဲအဲ့တော့လုပ်ရမယ်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲပလက်လန်လိုက်ဗျာလူတယောက်ကိုပလက်လန်လိုက်ရင်ဝါကနဲ့ဓာတ်နဲ့ခွဲအသေးတွေဦးတွေထုတ်ပလိုက်မယ်ချွေးချက်တစ်ခုတော့ရှိတယ်ဟုတ်ကဲ့ကျွန်တော်အသက်ရှင်အောင်ပြန်မလုပ်တတ်ဘူးအဲ့ဒါဆိုရင်ငါ့ကိုစမ်းမလေးမရိုင်းလိုက်လားမပူပါနဲ့အခုတခါကတော့ကျောင်းသားကျောင်းသူတွေအတွက်ပြမယ်ပြခွက်ပါဟုတ်ကဲ့ကျောင်းသားကျောင်းသူတွေအမြဲတမ်းမှတ်ထားရမှာပါကျောင်းသားကျောင်းသူတွေဖဲတယ်ဟုတ်ပါတယ်တက္ကသိုလ်ကျောင်းမှာအပျော်တန်းဆိုပြီးရိုက်ကြတာမနှဲပါဘူးအားလုံးကြည့်ပါဖဲတော့ကပါကင်လေးပါကျွန်တော်ဝယ်ထားတာ4နှစ်ရှိပြီ6ပွဲဆော့ပြီးပြီဟာပါကင်လေးအားလုံးဒီပညာလေးကိုပေးခဲ့မှာပါဟုတ်ကဲ့ပါမော်ပညာလေးဖြစ်ပါတယ်ဥပမာအခုနဖဲနဲ့ပတ်သက်ပြီးတော့မော်အတတ်ပညာလေးတစ်ခုကိုကျွန်တော်ပြမယ်1 2 3 4 5 6 7 8 9ဘလောက်ထိများတဲ့ဖဲတွေဖြစ်ပါစေကိုတစ်ချက်မှုတ်လိုက်တာနဲ့ကိုလိုချင်တာဖြစ်တယ်ဒီမျက်လက်ဆရာတောက်လျှောက်မှုတ်တယ်နော်ဟုတ်တယ်ဗျပါဇက်အားလို့လာပြီးသေချာကြည့်ပါဟိုက်အပေါ်ပဲတယောက်ကဟေးအားလုံးလက်ခုပ်တီးပြီးအားပေးလို့ရပါလေလက်ခုပ်တီးတဲ့လူတွေကျမ်းမာပါစေလာပြီးဒီမှာသေချာကြည့်ပါကိုင်မုံကိုင်နီးဟိုက်ကိုင်လိုက်ဟေးဒီပညာကိုတတ်ဖို့ဖဲမော်အောင်ဖို့လိုပါဖဲမော်ဘလို့အောင်လဲညောင်ပင်ကြီးအောက်ကိုသွားပါတတနဝဇာတိတ49ရက်တိတိအဋိဌံဝင်ရမီးလို့စားကြတယ်
အသက်လို့စားကြတယ်တတ်လို့မီးလို့စားပြီးတဲ့အခါ49ရက်ပြည့်တဲ့အချိန်ဒီပညာကိုဖဲမော်အဖြစ်အောင်မြင်လာပါတယ်ကျွန်တော်ရဲ့သမာဓိအားတွေကောင်းတဲ့အတွက်ဒီပညာကိုကျွန်တော်ပြောတာရည်စရာမပါပါဘူးကျွန်တော်ပြောတဲ့တည်းမှာရည်စရာမပါဘူးဗျကျွန်တော်ဒီကမ္မဋ္ဌာန်းအောင်လာတဲ့မပါငါဘာတွဲလောက်လေးတွေဖြစ်အောင်ဘယ်လိုလုပ်ရလဲဆရာဟောနဲ့ကကတော့ဗောမနောက်နဲ့3 ဖို့တင်ထားတယ်မင်းကသူများကိုနောက်တော့မင်းကိုပြတတ်တာဗောပြတတ်ရင်လူရှင်တော်ဆိုတာအတက်ပေါင်းစုံတက်ဟုတ်ဗျနော်အတက်ပေါင်းစုံတက်တယ်အပြောပေါင်းစုံလည်းတက်ဟုတ်ကဲ့မျက်လက်ပညာဆိုတာတကယ်တော့အမတန်ခက်ခဲနေနေလားအဲ့လိုမျက်လက်ပညာကိုပြဖို့ဆိုရင်ဟေးတပည့်ဆရာမော်ဒယ်လေးယူခဲ့တာဟုတ်ကဲ့လာပါဆရာတယောက်တည်းလို့ပဲတယောက်တည်းပြောသွားတဲ့အတိုင်းပဲရှမ်းလို့ဆဲလိုက်မဲ့ခွေးမသားဒါကျွန်တော်ရဲ့မော်ဒယ်ဒီမော်ဒယ်ကဟောဒီမှာကောင်းကင်ကတွဲနှားထားတဲ့ကျိုးတွေမရှိလို့ကတ်ထားတယ်ကိုယ်တွေလည်းမရှိဘူးညီလေးကြည့်ကြည့်ပါဟုတ်ပါတယ်ဘာလို့ရှိလဲဘာမှမရှိပါဘူးဗျာဘာမှမရှိဒီလိုကတ်သလားမကတ်ပါဘူးဗျာကန်ကြည့်ပါဟဲ့မော်ခမရဒုတ်ကိုစစ်ကြည့်ပါဒုတ်စစ်တော့ဒုတ်ကိုဘာရှိလဲမရှိလဲစစ်ကြည့်လို့ငါဒုတ်ပြလိုက်လို့ကျန်းနဲ့ညပြီးတော့ရပြီဟုတ်ပြီဒုတ်ရှည်တာကချောချောလေးဒါကချောချောလေးဟောဒီမှာအဝင်ကအသက်ဝင်ရင်ကင်းမဲ့နေဟောဒီမော်ဒယ်ကလေးငါတခါအမိန်ပေးလိုက်မယ်ရဆိုရဟဲ့ဘာမှလည်းမရဘူးဆရာကိုအာခံလာလားဟဲ့မော်ဒယ်ကလေးမင်းကိုငါအမိန်ပေးနေတယ်ရွာသားမတိမ်မဆောင်ပေးပါဦးရဆိုရဟဲ့အောက်ကိုနည်းနည်းစစ်နည်းနည်းစစ်အကျော်လုံးစစ်နောက်တစ်ခါလောက်ပြန်ပြပါပြင်ရဆန်းတဲ့သဘောလားကျွန်တော်အရှင်းရောက်သွားလို့တိတ်မရှင်းဘူးနောက်တစ်ခါလောက်ပြန်ပြပါဟဲ့အဝင်ကအသက်ဝင်နေကင်းမနေတဲ့မော်ဒယ်ကလေးငါဆရာတခါမိန်ပေးလိုက်မယ်ရဆိုရတိန်ဆိုတီငိမ့်ဆိုငိမ့်ဟဲ့မတိမ်မဆောင်ပေးပါဟဲ့နည်းနည်းစစ်အကောနည်းနည်းစစ်မတာအသက်အရွယ်ကကြီးနေပြီလက်ညှိုးကိုအသုံးချတော့ကျွန်တော်လက်ညှိုးမနောက်ပါနဲ့ဒါလူရှင်တော်ဆိုတော့ပြိဿကိုပျော်အောင်စလိုက်တာပါတကယ်ပညာခန်းကအခုမှလာမှာပါကလုတ်ပြပါဦးဟိုကောင်လေးဒေါ်လာသိန်းလေးငါပါပေးရတယ်မယ်ဟုတ်ကဲ့လာပါဆရာဟုတ်ကဲ့လာပါဆရာဟုတ်ကဲ့လာပါဆရာမိမိတို့တမအာဇီဝနဲ့ရှာထားတဲ့ပတ်စံရွှေပစ္စည်းပျောက်သွားလို့ရှိရင်မပူပါနဲ့ကျွန်တော်ပေးတဲ့ဂါထာလေးတစ်ခုကိုရွတ်ပါကိုယ့်လက်ထဲကိုသူ့အလိုလိုရောက်လာရမယ်တေးကြလားတေးကြတယ်ဟောဒီမှာပတ်စံမင်းပတ်စံအစ်စ်လားအစ်ဘေးတရွက်ဘာလို့ဒီမီးရှုံဟိုကောင်နှကောင်ဟိုဘက်တောင်းတောင်းဒီဘက်တောင်းတောင်းထိုင်နေသွားလာပြီဟာဒီမှာမင်းပတ်စံငါလဲရှမ်းလို့ပြောရင်းနဲ့ကလတန်တွေထွက်လာတယ်ရှမ်းကလာလေးဒီမှာကြည့်ပါငွေလေးမင်းပတ်စံထည့်ထားလိုက်အဲ့ဒီတစ်ထောင်ကိုဟောတယ်လို့ဘယ်နေပြစ်လိုက်မင်းလက်ထဲရောက်တယ်မတ်တထမင်းလက်ထဲဆုတ်ထားငါလက်ထဲပါရှိတော့ဘာမှမရှိဘူးနတ်တော်တစ်ခါပြလက်ထဲရောက်အောင်ပြန်လုပ်မယ်နတ်တော်တကယ်သူ့လက်ထဲပတ်စံရမှာရှိသေးလားလို့ကြည့်လိုက်စမ်းရှိတယ်ရှိပါသေးတယ်အော်တရှိတယ်ဥစ္စာချိန်မရှိသေးတယ်နိပစပိတ်ထားပါပရလို့မျက်ချင်းတောင်းလိုက်ထွက်သွားမယ်ကိုင်းနာနတ်တော်တစ်ခါပေးဖွင့်ကြည့်လိုက်စမ်းရှိသေးလားလို့ရှိပါသေးတယ်ရှိပါသေးတယ်နှစ်ကြိမ်သုံးကြိမ်ရောက်လို့တိုးလာရင်မကြောက်နဲ့တေချာဆုတ်ထားတိုးလာရင်မကြောက်နဲ့ဆုတ်ထားနှစ်တော့ရှိသေးတာလို့ကြည့်လိုက်စမ်းရှိတယ်ရှိသေးရင်မဟုတ်ဝယ်စားလိုက်ငါလည်းမလုပ်တတ်ဘူးမလေးငါပတ်စံတစ်ထောင်ပါသွားငါပတ်စံတစ်ထောင်ပါသွားရတယ်တကယ်ပြတတ်တာငါပြလေမင်းကငါပြဘာပြဟိုမှာဒါအစ်စ်ဟရိဒါအစ်စ်နဲ့မင်းလည်းမင်းကိုထိုးပြမလုံးနဲ့အဲ့ဒါတော့မပြနဲ့ငါယုံနေအဲ့မရဘူးပြမယ်ငါရဲ့ပညာငါရဲ့တမာတိဘလောက်တောင်အစွမ်းထက်တယ်ဆိုတာပြမယ်ဟေးမင်းရဲ့လေမင်းတို့ဓာတ်နဲ့ထိုးမယ်ပြန်ဆွဲနှုတ်မယ်မင်းကသွေးတစ်စက်မထွက်ဘူးအသက်မထွက်စီရအောင်ငါတာဝန်ယူတယ်ကျင်းနေလားကျင်းနေတယ်
ဒီမျက်လက်ပညာကိုပြဖို့အတွက်ကျွန်တော်ကိုသိန်းတိုင်းမှာ45ရက်တိတိကထာစုပ်ပြီးတော့မှကျွန်တော်အမတန်လေ့ကျင့်ခဲ့ရတယ် ဟုတ်လား ဟုတ်တယ် ရန်နဲ့တော့ပါသွားတယ် ဒီပညာကိုသူအင်တာနက်နဲ့လိုင်းနိုင်ရမှာသွားတင်ထားတာ အဲ့ဒါမှဓာတ်နဲ့ထုတ်မြက်အနောက်နဲ့ဟုတ်ပြီအဲ့တော့အခုရှိပါတယ်ကျွန်တော်တို့ကမျက်လက်ပြတာတော့ကျွန်တော်တို့ကအကြောင်းမဟုတ်ဘူးဒါနဲ့ပြိဿများတခုတော့တောင်းမှပါတယ်မျက်လက်ကြည့်နေကြတဲ့သူတွေနော်ဖနက်တွေကိုဖင်ခုမထိုင်ပါနဲ့ ဖနက်ပင်ခုတိုင်တော့ဗာဖြစ်လို့ ဤပေါက်ရတာခက်မှာဆိုလို့ပါ တဲကျိုးတွေအိပူမင်းသူမစားတော့ဘူး အနောက်နဲ့ကျွန်တော်တို့ကာကွယ်လေးတစ်ခုတော့လုပ်ပါမယ်လူကိုဓာတ်နဲ့ဒဲထိုးတယ်ဆိုရင်ပြိဿတွေလည်းကြည်ရဲမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်အကာအကွယ်လေးလုပ်တဲ့အနေနဲ့မာနိုင်ကကဲမောင်စုပါရေညီလေးမင်းတောင်ရှိလေးခဏချွတ်လိုက် အေး ချွတ်လိုက်မချွတ်မင်းထိုးလိုက်မ အမလဲမလုပ်ပါနဲ့ဗျာပြချုပ်ပါမယ် ဟုတ်ပြီအဲ့တောင်ရှင်လေးနဲ့ဘာရှိလဲဘာမှမရှိဘူးနော်ခိတခဏကွယ်မယ်ခိတခဏကွယ်ပါမယ် ဟုတ်ချဘယ်ဘဝကိုကျွေးလဲ ဟုတ်ပြီကျွန်တော်ဒီပညာမတန်ခတ်ပါတွေးကြောလွတ်အောင်ပြောရပါတယ်ဒါကတော့နည်းနည်းအပြားကြီးတယ်ဒါပေမဲ့ကျွန်တော်ရဲ့စရဏကိုကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တငယ်ချင်းအချစ်ဆုံးတငယ်ချင်းကိုဒိန်းတော် စရဏတဲ့မိမကိုနေတိုင်းလိန်နေတဲ့ကောင်က တိတ်ကနေကိုနေအဲ့တော့မနာဘူးအဲ့တော့ကျွန်တော်တငယ်ချင်းရဲ့ level ကိုကျွန်တော်ဟောဒီဓာတ်နဲ့ထိုးရတော့မယ်တငယ်ချင်းမင်းကိုမထိုးခင်မှာမင်းကမေးစေးပေးမယ် မေးစင်းလေးပေးပါ ဟုတ်ပြီ အာ ကျွန်တော်ငယ်ချင်းပေးသွားပါပြီ။နောက်မမေ့သေးရင်နောက်တစ်ချက်လာမယ်မေ့သွားပြီလား မေးပြီ မေ့တယ်ကွာစကားပြောလားဟုတ်ပြီအဲ့တော့ကျွန်တော်ငယ်ချင်းကိုကျွန်တော်မေ့သေးပေးပြီးသွားပါပြီအဲ့တော့ကျွန်တော်ငယ်ချင်းကိုကျွန်တော်ဓာတ်နဲ့ထိုးရတော့မယ်ပြိဿများမျက်စိမမိတ်နဲ့ညက်တောင်မခတ်နဲ့အမီးမမြောက်နဲ့အေးမပေါက်နဲ့ အေးစားကြီးတော့ပေါက်ပြပြီ ကျွမ်းသားရေမတိမ်မလောင်ဘိန်းပေါက်ခတ်ချင်ကြလေအမတန်အရေးကြီးပါတယ်ဒီပြက်ခွက်ကိုကျွန်တော်တပည့်တယောက်ကိုကျွန်တော်စမ်းသပ်ပြီးပြမှုပါတယ်မောင်ဒိန်းနာမင်းအသက်ရှိသေးလား အသက်ကြီးတယ်ကျွန်တော် ဒီလိုလုပ်ရင်နားလား ကျွန်တော်သေလို့မဖြစ်ဘူးကျွန်တော်သေရွှေမုံရည်ဒီဘယ်လိုလုပ်မလဲ ကိုစောက်အရက်မှာကိုအာမနာကျွန်တော်ဒီပညာကိုအမတန်မှခက်ခဲကျွန်တော်45ရက်လေးထံဝင်ရပါတယ်ဒီပြက်ခွက်ပြဖို့အတွက်ကိုကျွန်တော်ရင်တော့ကျွန်တော်တို့ရဲ့ဒီတယောက်ကိုပြတဲ့ခါမှာကျွန်တော်စီးဖောက်မိတဲ့အတွက်ကျွန်တော်တို့ပဲလေးနေရာနဲ့ပွဲချင်းပြီးဆုံးသွားပါတယ်ကျွန်တော်အမတန်စိတ်မကောင်းဖြစ်ရပါတယ်အဲ့တော့ဒီပြက်ခွက်ကိုပြမယ်ဆိုရင်ကျွန်တော်မျက်ရည်ကျကျွန်တော်တို့ပဲလေးဟာနောက်ဗမာလေးနောက်ဗမာဒီကောင်